ကိုကလာလို့ရှိရင်သူ့ကိုအဲ့ဒါလေးပေးပါလားလို့တောင်းရင်ဘယ်လိုပြောမှာလဲကိုရမြူပါနဲ့မလေးဟုတ်ကဲ့ဟာတွေပါငါမို့ဟုတ်ကဲ့တောင်းမှမှာတယ်မလေးကိုနည်းနည်းခွဲပေးလိုက်လေသမီးလေးအော်လိမ်မာလိုက်တာကိုတဝက်ပေးရမယ်နော်ဟုတ်လားကိုညမဆိုဟုတ်တယ်လေဦးလေးချစ်ဖို့ကောင်းလိုက်တာတူရကိုညမဆိုပြောတတ်တယ်နော်သမီးလေးကတပြက်ကိုချစ်တယ်ဆိုကိုဘယ်ရောင်လေးပေးမှာလဲဘာခါလာလေးလဲတူလိုက်တာ